မူတာဝါဒကန်ဤအကျိုးအပိုင်းဆယ်အတိတ်ဇာကြောင်းပြန်ခြင်းကံပေါ်ရောက်နေသောညအေးတွင်ဘယင်းမင်းကြီးသည်မိမိအိတ်ခမ်းမုံမပြန်ပဲအမျိုးသမီးကိုစောင့်နေသည်မိမသည်ရောက်လာခြင်းမင်းကြီးကမေးလိုက်သည်ဘလို့လဲထူးဆန်းလာကြီးလား အကုန်လူချုပ်နေ ဘ ပါ လို့ဖြစ်တာလဲ အကုန်လူစားလိုက်မမြန်နဲ့ ရှင်းခဲ့တယ်မမေ အမျိုးသမီးက လက်က ဖြေ မျိုး လို လက် က် ချိုကို တီးချင်လူရှိမှတော့ပြောပြပါမယ်အရှင်ဘီရဲ့မင်းကြီးလွန်ခဲ့သောညက်ပေါင်း900ကြာကကတ္တပမက်စွာဖျားလက်ထက်တော်အခါကီမီလမြို့တွင်ကျမနေထိုင်ခဲ့သည်ကျမ၏ခမင်းတဲ့သည်သောတာပန်အရိယာပုဂ္ဂိုလ်ဖြစ်၍ဥပဒက900အဖွဲ့နှင့်အတူကုသိုလ်ကောင်းမှုများဆောင်ရွက်နေသူဖြစ်သည်ကျမတို့ဇနီးသည်များလည်းယတနာသုံးပါးကိုကိုင်းဆိုင်သောဥပါတိကမောများဖြစ်၍ခမင်းသည်များနှင့်အတူတူတိုကုရိုကောင်းမှုများပြုလုပ်ကြသည်အပိုင်းဆက်ရှိသည် channel လေးကို subscribe နေပြီးအားပေးပါဦးအားလုံးကိုကျေးဇူးများကြီးတင်ပါတယ်ခင်ဗျာနောက်လေးဒီထက်ကောင်းတဲ့ဘုရားဟောဖြစ်စဉ်တွေသင်ပေးမှာမို့စောင့်မျှော်ပေးပါဦး